နတ်ဆန်ခွန်နီချီဝအခုနံပါတ်5အပိုင်းလေးရကြတော့ဒီအလုသမားတွေလိုက်နာရမယ်အကြောင်းအရာတွေစာကျော်ရှာကဒီအလုသမားကမမိုးရနာခဲတယ်ပါနာရနိုင်ကိုတော့မလိုက်နာလို့မရတဲ့အကြောင်းရင်းဘာတွေလဲဆိုလို့ရှိရင်စာကျော်နောမရဲ့နိဒီအလုံးမလုံးခင်မှာစာကျော်တဲကျွန်းကျော်ကိုမိတဲ့ဒီလုပ်ငန်းခွင်ရဲ့လုပ်ပုံကိုင်မှုအဆင့်ဆင့်ကိုကြည့်ပြီးတော့ကြတော့ဒိုးကိုတဲ့ဘယ်နေရာမှာဒေါနာစာကျော်ကိုစုရုနော်ကဘယ်လိုအလုပ်ကိုလုပ်ရမလဲဆိုတာကိုခက်ခုနေရှိမှအတီးပြုစစ်ဆေးပါမယ်တဲ့စကောက်ခိကိုင်ဒီအသုံးပြုတဲ့စရန်နေရာတွေစိုးချိတက်ဆင်ထားတဲ့အရာတွေခိကုနာတို့နိဒီပစ္စည်းကရိယာအစရှိတာတွေမှာယောဂရဲရဒီအညစ်အကြေးတွေနဲ့တဲ့ဖိုးပြီးကနိုင်ကာကိုဒီအဆင်ပြေမှုတွေရှိမရှိကိုတဲ့ခက်ခုနေရှိမှအတီးပြုစစ်ဆေးရပါမယ်စာကျော်ကျောင်းတော်နာကတဲ့ဒီလုပ်ငန်းခွင်ထဲမှာနာနီကာကိုဒါပဲတာဒီတခုခုကိုစားတာတို့နွန်တာရီစတေဝါဤခဲမဆန်ဒီတောက်တာတို့စားတာတို့တောက်တာတို့လုံးလို့မရပါဘူးတဲ့ထာဘာကိုစတေဝါဤခဲမဆန်ဒီဆေးလိပ်တွေလည်းတောက်လို့မရပါဘူးထန့်ရဒီတက်လိပ်တွေနဲ့တဲ့စဘာကိုဟိုင်းတေဝါဤခဲမဆန်ဒီတရွေးတွေကိုထွေးလို့မရပါဘူးတဲ့ရှခုရင်တော့ချီကကုတဲ့ဒီစားတောက်ကုန်တွေရဲ့အနီးမှာဆိုလို့ရှိရင်ဟာနာကိုခန်းတာဒီနှက်ညစ်တာတို့ဆဲကီယိုစတေဝါဤခဲမဆန်ဒီချောင်းဆိုးတာတို့လုံးလို့မရပါဘူးတဲ့ခမင်းတို့ခဲရဒီသပင်မွေးတွေမဲ့မျက်လုံးတွေဟာနာဆိုတဲ့ဒီနှာခေါင်းတွေဂူချီနိုမာဝါတွေကိုဒီပါဇက်ရဲ့ဒီဘေးပပတ်လေတွေကိုတဲ့ဆဝတာတဲ့တဲ့ဒီကင်ထားတဲ့လက်တွေနဲ့စာကဲကိုစတေဝါဤခဲမဆန်အလုံးလုံးလို့မရပါဘူးတဲ့သပင်မွေးတွေဒီမျက်လုံးတွေတို့နှာခေါင်းတွေတို့ဒီဘေးပပတ်လေတွေပါဇက်ရဲ့ဘေးပပတ်လေတွေကိုကင်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီလက်နဲ့အလုံးလုံးလို့မရပါဘူးတဲ့မိုးရှိအကဲ့ရများတဲ့ဆဝတာတိုခီဝဒီကင်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တဲ့မိုးချီတို့နောက်တဲ့ချိန်ထဲဟာရာယူစုရုနော်ကဒီလက်စေးမလားထဲပိုးကိုခိုကန်ရှိမတ်ဒီလက်အိတ်လဲလဲတာတို့ပြုလုပ်ရပါမယ်တဲ့အဲ့လိုမျိုးကင်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ချိန်လက်စေးမလားဒါမှမဟုတ်လို့ရှိရင်လက်အိတ်လဲလဲတာလို့လုံမလားအဲ့လိုမျိုးတွေကိုပြုလုပ်ပေးရပါမယ်တဲ့စာကဲဖို့ကုတဲ့ဒီလုပ်ငန်းခွင်သုံးဝတ်စုံနဲ့ထဲကိုဖူးတဲ့ဝါဤခဲမဆန်ဒီလက်တုပ်တာတို့ကိုလုံးလို့မရပါဘူးတဲ့ဒီလုပ်ငန်းခွင်သုံးဝတ်စုံကြီးကိုဒီလက်တွေဘာတွေတုပ်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလုံးလို့မရဘူးစာကဲကျော်နီဝဒီလုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်တဲ့စာကဲနီလုပ်ငန်းခွင်နဲ့ခန်းကိန်းတော့နိုင်မိုချီမိုနိုဒီမသက်ဆိုင်တဲ့အရာတွေဘာတွေလဲဆိုလို့ရှိရင်တိုခဲနာရီတွေစမတ်ဖုန်းဒီစမတ်ဖုန်းတွေစိုင်းဖို့ပိုက်ဆံအိတ်တွေရှာရှင်းဓာတ်ပုံတွေထာဘာကိုနာတို့ဒီဆေးလိပ်တွေကိုတဲ့မိုချီခွန်တဲ့ဝါဤခဲမဆန်တဲဆောင်လာလို့မရပါဘူးတဲ့စာကျော်ကျော်နီဝဒီလုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်ဟိုချီကီဆူနိုဟာရီယဒီစတာပလာရဲ့ဒီပင်အပ်တွေနဲ့တဲ့ခရီပူကဆွီတာဆိုရီစိုင်းတွေညှက်ထားတဲ့ဒီကလစ်တွေအမ်ပီဆိုရဒီခဲရန်အနေနဲ့ရှာပုတ်ပန်းကိုဒီခဲသားပေါ်ပင်တွေကိုမိုချီခွန်တဲ့ဝါဤခဲမဆန်တဲဆောင်လာလို့မရပါဘူးဟိုချီကီဆူနိုဟာရီယဒီစတာပလာရဲ့ပင်ဟတ်တွေနဲ့တဲ့ခရစ်ပုကလစ်တွေအမ်ပီစရဒီခဲရန်နေနဲ့စပုတ်ပန်းတော့ခဲသားပေါ်ပင်တွေကနေပြီးတော့ကျတော့အိုရဲတာရှင်းရဒီကျိုးထွက်လာတဲ့အဆန်တွေကတဲ့ဤပုစုခွန်ညူတော့ဒီမလိုလားအပ်တဲ့ဒီအန်ရည်ဖြစ်စေနိုင်တဲ့ဂိုင်းနီနာရုခါရတဲ့ဒီအကြောင်းရင်းတွေအကြောင်းမို့လို့ဖြစ်ပါတယ်တဲ့နီယိုကြီးဝဒီအနက်တွေကကြတော့တဲ့ခိခိုင်ရောရင်တဲ့ဝအာဒီမဆန်ကဒီဘေးဘက်အနေတွေဖြစ်စေနိုင်တာတော့မရှိပေမဲ့တဲ့ရှော့ခုရင်နိစားတောက်ကုန်တွေမှာနီယိုကြီးကစကုတို့ဒီအနက်တွေကကတ်သွားမယ်ဆိုလို့ရှိရင်ဟင်းရှိစုကဒီအရေသွေးတွေကဝါရီအေယောကဒေမတ်ဒီအရေသွေးညံ့သွားတဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်ခုနိုးတမယ်အဲ့ဒီအတွက်ကြောင့်မို့လို့ခိုးဆူအီနာတို့ဒီရေမွေးအစားရှိတဲ့ဆွေရောရီနီယိုကြီးကစုရုမုံတို့မို့အနံပြင်းတဲ့အရာတွေကိုလဲပဲတဲ့စာပြောကြောနိဒီလုပ်ငန်းခွင်ထဲမှာမိုချီခွန်းတဲ့ဝါဤခဲမဆန်တဲဆောင်လာလို့မရပါဘူးတဲ့ခိုးဆူရီကိုစကဲတဲ့ဤတို့တို့ဒီရေမွေးစွတ်မယ်ဆိုလို့ရှိရင်ဂန်းဆိုင်လျောရရှော့ခုဟင်းတော့ဒီကုန်ကျန်းပစ္စည်းတွေနဲ့စားတောက်ကုန်ပစ္စည်းတွေရဲ့တဲ့ဟင်းရှိစွတ်ကဒီအရေသွေးတွေကဝါရုကုနတ်တဲ့ဤတဲ့မို့ဆိုးရတာပဲဖြစ်ဖြစ်ခီကစကနိုင်ခိုးတို့ကအာရုနော်တဲ့ဒီတတိမထားမိတဲ့ကိစ္စတွေကဖြစ်တဲ့အတွက်ကြောင့်မို့လို့တဲ့ခိုးဆူရီတော့ရှိရောဒီရေမွေးသုံးတာတွေကိုခင်းရှိတဲ့ဤတို့ဒီတားမြစ်ထားတဲ့ရှော့ခုရင်စေဆိုခိုးကြောမို့အာဒီမတ်ဒီစားတောက်ကုန်စက်ယုံတွေလည်းရှိပါတယ်တဲ့ရှော့ခုရင်စေဆိုခိုးကြောနီရောတဲ့ဝဒီစားတောက်ကုန်ထုတ်လုပ်တဲ့စက်ယုံတွေပေါ်မူတည်ပြီးတော့ကြတော့ပေါကက်တိုနော်နိုင်စာကျော်ဖုကူကိုဒီအိတ်ကမပါတဲ့အင်ကြီးတွေကိုခီယိုကိုတိုနီစတေအီမတ်ဒီဝစ်စင်နေတာတွေလည်းရှိပါတယ်တဲ့ခိုးတွေဝဒါတွေကကြတော့တဲ့စာကျော်တဲ့စကာဝါနိုင်မိုနိုကိုဒီလုပ်ငန်းခွင်ထဲမှာအသုံးမပြုတဲ့အရာတွေကိုစာကျော်ရှာကဒီအလုသမားကနေပြီးတော့ကြတော့ဤတိုးတဲ့ခီနီတမင်တကာရွယ်ချက်ရှိရှိနဲ့စာကျော်ကျော်နီလုပ်ငန်းခွင်တွေကိုမိုချီခုံမာနိုင်ယောနီစူရူထမယ်တဲ့ဒီတဲဆောင်မလာစေဖို့အတွက်ပဲဖြစ်ပါတယ်တဲ့စာကျော်ကဒါရရှိကိုဒီအလုတ်တွေကမှန်မှန်ကန်ကန်နဲ့အိုကိုနာဝါတဲ့ဤရုခိုးတို့ကိုဒီလှုပ်ဆောင်နေတဲ့ဆိုတာကိုခခုနေစူရူထမယ်ဒီအတီးပြုတ်စစ်ဆေးဖို့အတွက်စာကျော်ကျော်တော့ဒေရီကိုဒီလုပ်ငန်းခွင်ရဲ့ဝင်ပေါက်ထွက်ပေါက်တွေကိုခီယိုဂူစတာရီဒီမှတ်တမ်းတင်တာတို့
စာကျော်ကျော်တော့ဒဲအီရီကူချီရဒီလုပ်ငန်းခွင်ရဲ့ဝင်ပေါက်ထွက်ပေါက်တွေနဲ့စိုးကိုနီဒီဂိုတောင်တွေမှာကင်မရာကိုအိုအီတဲအီရူတို့ဒီကင်မရာတွေကိုတတ်ထားတဲ့ခိုးကျော်မှုအာဒီမတ်ဒီစက်ယုံတွေလည်းပဲရှိပါတယ်တဲ့